哎呦，这一毛鸟了，变了哇，OK 啊，老子也来玩了，没事。ငါမှဘာလို့မှမရှိပါကွာငါအိမ်မှာတဲလို့ AC ထိုင်ပြီးတော့ဂိမ်းလေးနှိမ့်လိုက်ပါနှိမ့်လိုက်တယ်ကျွန်တော်ဗီဒီယိုလုပ်ပေးလိုက်ပြီဆိုတော့တော့ကွာဗီဒီယိုထဲမှာနောက်လည်းဘာမွေရမလဲဟိုတနေ့ကတော့ငါတောင်းချမ်းပြီးွားကျွန်တော်ငါအိမ်နဲ့ဘာလာလုပ်တာလဲရောက်ထွက်အေးမထောက်ကျွန်တော်အိမ်ကဘာလာလို့လဲကျွန်တော်လူအများကြီးမကြိုက်ဘူးကျွန်တော်အိမ်အမေကျူးတော်လာရောကျူးတော်လာရောငါရောဟာကျုံးမရောက်လာတော့ဘယ်ဝဲကွာဟာလေကွာဒီလိုအောင်ကိုယ်မှာကိုမလေးရောက်ငါပြောနေဖဲလို့ဖဲကုန်ဖဲငါရနေဖဲကွာစီကောင်မရှိတပည့်ကောင်โอเคလား bro ကျွန်တော်မျိုးထဲမှာဘာလုပ်ဘာမှလုပ်ကြတော့မရှိဘူးဗျတွေ့တူတော့ရေးလေးကူးလိုက်စိတ်ပြလိုက်ဗျโอเคကလင်း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 ယောอ่ะကောင်းဖုန်းဆက်လာတယ်ဖုန်းလေးကြိုင်တယ်အေးအောင်ဘာလုပ်လဲကွာရောင်တုတ်ကြည့်ပါကွာအေးတုတ်ကြည့်ပြောလေဘာလို့ရောင်မို့ကွာရောင်တို့မျိုးတွေမှာအဲ့လိုဗာလေဟိုဇွန်ဘီလိုဘာလို့ကောင်းနေတောင်းညံ့နေတယ်ကွာရောင်တို့ကဲပေါင်းကွာဘာရောင်ဇွန်ဘီတောင်းညံ့နေတယ်အေးငါတောင်းမသိပါကွာမင်းဇွန်ဘီတောင်းညံ့နေဆိုတော့မင်းဟုတ်ပါတယ်ကွာမင်းတကယ်ပြောနေတာကွာဟာအဲ့တော့မဖြစ်တော့ဘူးဒါဆိုရအောင်ငါလာခဲ့မယ်ပြီအေးတကယ်ကြီးလားဇွန်မျိုးရဲမှာဇွန်ဘီတောင်းညံ့နေဟုတ်ရဲ့လားငါထင်တာတုတ်ကြီးငါ prank လုပ်နေရဖြစ်မယ်နော်တုတ်ကြီးငါ့ကိုနောက်နေတာငါအပေါ်တက်မှာတက်ငါ PC မှာသွားရှာကြည့်ဦးလေကားပေါ်တက်ဟုတ်ရဲ့လားကွာတုတ်ကြီးငါ prank လုပ်နေရဖြစ်တော့PC မှာရှာလိုက်โอเคလာကွာရှာမယ်ဟဲ့ဘာဖြစ်သွားလဲရုပ်တရက်ပုံဝင်ကျင်ရရောက်အနီအောင်နေပြောင်းသွားရောက်ဘာဖြစ်တာရောက်ရေးဟဲ့အပြင်မှာရေမြုပ်နေပြီဟာရောက်ငါအိမ်နဲ့ရေမြုပ်နေပြီရောက်ငါအိမ်နဲ့ဇုံးကြီးတက်လာပြီရောက်ဘာဖြစ်တာလဲရောက်ငါတော့ငါလွတ်လန်းမရှိတော့ရောက်ငါတေးပြီးရောက်ဘလို့ကြတော့ရောက်တကယ်ကြီးမျိုးတော့ဇုံးကြီးလာပြီရောက်ကဲရောက်oofရောက်ချပြန်ချရောငါရေမျောပါရောက်ဘာဖြစ်သွားလဲခွာရုပ်တင်မျိုးထဲမှာရောက်ဒါရှည်လဲကြီးနေပါလားရောက်တော်တော်လေးရောက်ဟုတ်တယ်ရောက်ငါတို့မျိုးထဲမှာဇုံးကြီးရောက်လာပြီတို့ဖြစ်ကုန်တာရောက်လုံးရောက်ငါကြောက်တယ်ရောက်ပဲသွားရအောင်လေရောက်ရေးမှာပဲဘာမှမမြင်အောင်ရောက်ပြေးလို့အိုးရောက်ကားရေရောက်တယ်မှာဘလို့သွားနေရလဲရောက်လာတယ်ပြီလို့ကောင်လေးရောက်ငါရေရောက်တဲ့ကနေပဲပြေးမှရတော့ရောက်ငါတို့မျိုးကြီးဘာဖြစ်သွားလဲရောက်နိုးကဲကြပါဦးလို့ငါတော့လိုက်လာနေပြီဇုံးကြီးခဏငါရောက်ကဲကြပါဦးလို့ကျွန်တော်မျိုးရဲ့မှာဇုံးကြီးရောက်လာနေပြီနိုးကျွန်တော်ခုံတက်မှရတော့မယ်ရောက်ထုံးဒီရင်နဲ့ဘလို့မဝင်လာနိုင်တော့ပေါ့ရောက်မှရီမြုပ်ကျွန်တော်ဒီနားကနေစောင်းကြည့်နေလိုက်မယ်အချိန်လေးရောက်တမျိုးလုံးရေမြုပ်သွားတာဘာဖြစ်တာရေပါကြီးသွားတာငါကြားဘူးဇွန်ဘီပါဝင်လာပဲကြားဘူးဘလို့ရေတွေပါကြီးကုန်တာလေလို့ငါဒီအိမ်မှာပဲနေရမယ်ကွာငါဘယ်မှသွားလို့မဖြစ်သေးဘူးကွာဟိုငါတေသွားလိမ့်ဇွန်ဘီတွေရောဟိုပဲတောင်းချမ်းနေရဆိုတော့ငါတီးတော့မတီးလိုက်ရောအောက်မှာရေတွေပဲရောရေနာလေးတုတ်ကြီးကိုဖုန်းဆက်လိုက်မမကငါထိုင်းကြတော့မရှိတော့ဘူးရောက်ဇွန်ဘီဝင်လာဝင်တော့ကျွန်တော်ဒီမှာခဏလောက်နားလေးရအောင်မပြโอเคလားโอเคရပြီကွာငါ TV ကနေတနေ့နေ့မှာဖွင့်လို့ရတယ်TV တွေက line နဲ့လက်တယ်ကွာရေငါခဏလောက်ပဲအိပ်ပြီးစောင့်ကြည့်လိုက်အောင်ရောက်ပြီခင်ဗျားတို့ငါတော်တော်လေးကိုအိပ်ပျော်သွားတယ်ကွာဥမာငါအဲ့ရနိုးတော့တယ်ဘာဖြစ်သွားလဲရောက်ရေပါကြာသွားပြီလားရေမကြသေးတော့
ဘာလာပြနေရေမကြသေးလောက်ကွာမျိုးထဲမှာဇွန်မီလည်းရှိသေးလားမသိပါဘူးရောက်ရေရောက်ဝင်လာပြီလို့အိမ်ထဲကိုရောက်ကဲလုံးဝငါရေကြအောင်ပဲစောင့်နေရโอเคရောက်ရေကြသွားပြီထင်တယ်ရောက်တော့ရေကြသွားပြီကြောက်ပြင်းပြီကျွန်တော်ပြေးရောက်တော့နေငေါ့အိမ်ပြန်နေစောင့်နေအိမ်ပြန်နေစောင့်နေပြီလို့ဖေးငါရောက်ငါဘယ်ကပြေးအောင်တော့ထွက်ပြေးကြမလားဒီကနေအမြတ်တော့ဒီမှာဇွန်မီတော်တော်များနေပြီရောတိုင်းနဲ့ပြေးမယ်ရောက်ကဲဟိုမျိုးမှာဇွန်မီတော်တော်များနေငါတော့မသိဘူးရေတော့ကျသွားပြီကွာဟုတ်တာရုပ်တရက်ရေကြီးသွားကွာမျိုးထဲမှာဘာလို့လဲမသိဘူးရောက်ဇွန်မီဖဲရောက်ဖဲငါ့ကိုလိုက်ပြီးငါ့ကိုတတ်တော့မှာဆုံးမပြီးတော့ရောက်ငါပြစ်တာမိလည်းမမိဘူးရှောကဲလားသူရဲ့ကောင်း bro ras ဟောရဒါလူကောင်းလားဟောလူကောင်းမဟုတ်ကြုံဟေးလားစိုက်ကယ်စီးနေ bro ras လာပြီနော်ကျုံပြီအကုန်ကျုံရောကျုံโอเคလားကျွန်တော်ကပထမကျွန်တော်မသိတာကန်အောင်နေဗျာမော့ရကျွန်တော်ဦးစိန်တော့ဆိုရှော့သွားတော့โอเคလားကျုံမယ်โอเคလားညွဲမှာဇုံမီအဲ့တော့တောင်းကြနေရလားလို့လာတဲ့နေသေးတယ်အဲကျွန်တော်ဒီမျိုးတွေကအများထွက်ပြေးရမယ်ကွာဒီကနေနေကွာကားဆိုင်ကလားကားတော့မသိနေတယ်ဗျတော်လေးကျွန်တော်တို့ပြေးနေတော့တလုံးရောက်မှာမဟုတ်တော့ဘူးတယ်ပြောတာကျွန်တော်အိမ်လားဟုတ်လားကျွန်တော်အိမ်ထဲမှာခဏဝင်ပုံးနေရဒီကောင်လေးကအိမ်ထဲဒီဝင်ပုံးမပေးဘူးကကျွန်တော်ကားရထွက်လိုက်ရောက်မလုံနဲ့ရောက်မလုံနဲ့ဒီကားနဲ့ပြေးရငါပြန်ကားယူဝေးလာမင်းတို့ကောင်တွေကတကောင်မှမချမ်းဘူးကွာလာဇွန်မီဆိုတာဘာရဲ့ဘယ်ကကောင်လဲကွာဘယ်ကကလေးကချေလဲဇွန်မီရဲ့ဇွန်မီတကောင်မှမကြောက်ရောက်လာဝါကျုံရောက်ပါလဲခေကွာမင်းတို့ကငါ့ကိုမလေးမစားလောက်တာလားကွာကားနဲ့ဆိုငါတနက်နဲ့လိုက်ပြစ်လို့မရကွာအဲ့ဒါဆိုတယ်စိုက်ကယ်နဲ့ဆိုအေးဆေးလိုက်ပြစ်လို့ရစိုက်ကယ်ကလည်းနေရမလုံးနဲ့ကားရှိမှအမှန်ကစောင့်နေတာလုံးโอเคကျွန်တော်လားโอเคလာကွာဒီမျိုးတွေကအများဆုံးထွက်ပြေးမှရမယ်ကွာမောငါတို့အကုန်ရှော့ရလိမ့်မယ်ရောက် speed ဆောင်းဝမ်းမြန်နေပြီရောက်တော်ရရောက်ဒီမျိုးတွေကထွက်ပြေးမှရမယ်အမြဲကျွန်တော်အချိန်မရှိဘူးဒီမှာလာနေလားတော့နေတော့အနီအောင်ဖြစ်နေပြီကျွန်တော်အမြဲထွက်ပြေးရမှရမယ်ကန်ဒီကိုသွားမယ်ကန်ဒီကိုသွားလိုက်ရင်ကျွန်တော်တို့ကနေလွတ်ကျွန်တော်လွတ်နေမယ်ထင်တယ်ဆိုအားရအောင်ထစ်ကုန်ကျွန်တော်ကန်ဒီမှာသွားပုံကြကျွန်တော်နောက်ပြောရင်းဆိုရင်လည်းလိုက်လာပြီကျွန်တော်နောက်လိုက်လာပြီဒီဘောသူတို့မလဲသူတို့အမြင့်ကြောက်တာโอเคရေတုံးကြီးလာတာရှီအော်နဲ့ကျွန်တော်ဒီပါလေဟိုဟာလေးစီးပြီးထွက်ပြေးလိုက်ကြရောမင်းတို့ကနေငါတော့မလာနဲ့ဖဲဝါတာစကူတာကြီးနဲ့ပြေးပြီရှေ့ကိုသွားငါကြောက်ပါရဲ့ဆိုမှရှေ့တော်တော့မရတော့โอเคကျွန်တော်တင်မောရပါခေါ်လို့ရတာမသိကျွန်တော်ဒီနားမှာပဲရလိုက်โอเคကျွန်တော်တင်မောပေါ်ရောက်သွားပြီပေါ့နော်တင်မောပေါ်မှာပုံလို့ရမယ်တဲ့ရောက်ပါတော့တင်မောကနေလေးတင်မောပေါ်မှာပုံတော့ပဲတော်ဒီမှာပဲနေလိုက်တော့ click okay ဟိုမှာရွက်လေးတစ်စီးရှိအဲ့ဒါလည်းသွားတယ်အဲ့လေးဒီစီတယ်
အော် even ကိုအော်ရာဖမ်းမလားအော်ရာဖမ်းမယ်တန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 ်ရောက်သွားလို့လည်းမရဘူးပါโอเคကျွန်တော်ဟိုဇွန်မီနဲ့ကျွန်တော် survive လုပ်နေရတာမဟုတ်ကျွန်တော် order fan နေရတာရေးရမှာโอเคဒါ day 1လို့ပဲထားရေးပေါ့နော်โอเคโอเคဒါပဲရောက်ဘာဖြစ်သွားလဲဦးနာရောက်ဇွန်မီတွေရောမျိုးထဲမှာရောက်ဘာဖြစ်တာရောက်မျိုးရဇွန်မီတွေပဲရောက်သွားတယ်ဟာဟုတ်လေကွာငါဦးနာကန်းကြီးမှာဇွန်မီနဲ့ order fan နေရလေဥဘာလည်းမရှိတော့ပြီးရေးကြီးသွားလေရောက်ဘာတော့ဒါထူးဆန်းနေရရောက်ငေါ့လိုက်ပြက်ဘာဖြစ်တာတော့ရောက်ဘာတော့โอเคဦးနာဘာပြောသွားလဲမျိုးထဲမှာမျိုးထဲမှာဘာပြောသွားလဲဆွန်လာဟိုရေးကြီးသွားမဟုတ်လားပြီးဇွန်မီတွေလည်းလာလေမဟုတ်လားလူတွေကပုံမှန်ပဲငါသိပြီငါကိုရဲယူနေတာဒါအိမ်မက်မှတ်နေတာငါsorry ကွာ sorry အိမ်မက်မှတ်ကျွန်တော်အစမသိဘူးဗျအဲ့ဒါတကယ်ဖြစ်နေတယ်ထင်တယ်โอเคဒါအိမ်မက်ကြီးဗျโอเคတော်ရဘွားတကယ်ကြီးဇွန်ဘီငါတို့မျိုးတယ်မဝင်လာလို့โอเคကျွန်တော်ဦးနာဒီမှာဇွန်ဘီအကြောင်းတွေတွေးနေဇွန်ဘီကားကြီးနေကျွန်တော်အဲ့ဒါကြီးပြေးသွားဗျโอเคကျွန်တော်မြန်မာနိုင်ငံကတကယ်ကြီးလေးအတွက်ကျွန်တော်ဒီမှာဗီဒီယိုလေးပြင်ဆင်လိုက်အောင်hello bro ကျွန်တော်က Rust ပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော် zombie တွေလက်တွေကနေကျွန်တော် survive လုပ်သွားဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သူတို့မျိုး Minecraft ဗီဒီယိုလေးတွေစတင်နိုင်အောင်ကျွန်တော်ရဲ့ channel လေးကိုsubscribe လုပ်ကြပါဦးခင်ဗျာကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအကြိုက်နှစ်သက်ရင်လည်း like လေးပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော် channel ကို100 subscriber ပြေဝအောင်လုပ်ပေးတဲ့ bro အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာLet's go to 1 million ကျွန်တော်1 million subscriber ပြည့်ရည်ကျွန်တော်အားလုံး surround ကြစို့ okay အားလုံးပဲ bye bye bro